Circuit breaker တွေမှာဖော်ပြထားတဲ့ breaking current ဆိုတာဘာလဲ Circuit breaker တွေဟာ short circuit current စီးကြောင်းကိုဖျက်တောက်ပေးနိုင်ဖို့အတွက်အထူးပြုလုပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ Circuit breaker တစ်လုံးစီမှာဘယ်လောက် fault current အထိကို NDA ကင်းစွာဖျက်တောက်နိုင်တယ်ဆိုတဲ့ကန့်သက်ချက်ရှိပါတယ်။ဥပမာ 20kA circuit breaker တစ်လုံးဟာ 20kA အထိရှိတဲ့ short circuit current ကိုပဲ NDA ကင်းစွာဖျက်တောက်ပေးနိုင်ပါတယ်။တကယ်လို့ 20kA ထက်ပိုများတဲ့ fault current ကိုဖျက်တောက်ရမယ်ဆိုရင်အဲ့ဒီ circuit breaker ဟာ design limit ကိုကျော်လွန်သွားတဲ့အတွက်ပျက်စီးသွားမှာဖြစ်ပါတယ်။ဒီလို circuit breaker တစ်လုံးဟာဘယ်လောက် ampere အထိကိုဖျက်တောက်ပေးနိုင်လဲဆိုတာကိုဖော်ပြတဲ့ကိန်းဂဏန်းကို breaking current လို့ခေါ်ပါတယ်။ breaking current ကို kilo ampere RMS နဲ့ဖော်ပြလေ့ရှိပါတယ်။ circuit breaker တစ်လုံးမှာ breaking current ပိုများလေပိုမိုကြီးမားတဲ့ fault current တွေကိုဖျက်တောက်နိုင်လေပဲဖြစ်ပါတယ်။ဒါကြောင့် NDA လည်းပိုကင်းလာပါတယ်။ဒါပေမဲ့ဈေးနှုန်းလည်းပိုများလာမှာဖြစ်ပါတယ်။ breaking current ကိုနားလည်ပြီဆိုတော့နောက်ဗီဒီယိုတွေမှာ making current အကြောင်းကိုလေ့လာကြပါမယ်။